ဒီဇလန်ကကျွန်တော်ရဲ့အဖိုးဖြစ်သူကိုရိုင်းကြုံတွေ့ခဲ့ရတဲ့တကယ်ဖြစ်ရမှန်ဇလန်တစ်ပုဒ်ပါအဖိုးရဲ့ပြောပြချက်တွေကိုကိုရိုင်းကြုံတွေ့ခဲ့ရသလိုမျိုးပြန်လည်ခန်းစားတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့နေမှာကြားဆိုးတကောင်တောင်းကျဲနေတာအတော်ကြားခဲ့ပြီအခုဆိုရင်ကြားဆွဲခံရလို့အသက်ဆုံးရှုံးသွားတဲ့သူ9ယောက်လောက်တောင်ရှိနေပြီအဲ့ဒီအချိန်တုန်းကကျွန်တော်ကအသက်16နှစ်အရွယ်သွေးဆူပြီးဆက်ဆူတတ်တဲ့လူငယ်တစ်ယောက်ပေါ့တနည်းတော့ရွာကလူတွေကတစ်ဖက်ရွာကနာမည်ကျော်မိုးဆိုးကြီးပန်ကြီးပထူးကိုကြောက်ဆိုးနှိမ်နှင်းဖို့တွားပြင့်လာခဲ့ကြတယ်ဆက်ဆူခြင်းစိတ်ပြင်းပြနေတဲ့ကျွန်တော်ကလည်းမိုးဆိုးကြီးနဲ့အတူတိုးထဲကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ပကြီးပထူးကမခေါ်ခြင်းပေမဲ့ကျွန်တော်ကအတင်းပူစာနွန်းတာကြောင့်နောက်ဆုံးတော့ခေါ်သွားဖို့သဘောတူလိုက်ပါတော့တယ်အဲ့ဒီနေ့က1993ခုနှစ်တပိုတွဲလာပြီးနေ့ကျွန်တော်နဲ့ပကြီးပထူးတို့နေဟာရွာကိုဒုက္ခပေးနေတဲ့ကြားစိုးကိုနှိမ်နှင်းဖို့တောနတ်တွေကတစ်ပင်ကြီးတစ်ပင်ပေါ်မှာလင်းစင်ထိုးပြီးစောင့်ရခဲ့ကြတယ်ညနေလာတဲ့ညတိုးကြီးမဲ့မိတယ်မှာဇီးကွက်အော်တန်ကကိုလဲရင်အရာအားလုံးက6ချားဖွယ်ရာတိတ်ဆိတ်နေတယ်အချိန်တွေရွေ့ရားလာတာနဲ့မြပကြီးပထူးကမိကနေအိပ်ပျော်သွားပေမဲ့ကျွန်တော်ကတော့တနတ်ကိုတင်းတင်းကြပ်ကြပ်ပိုက်ပြီးကင်းဆောင်ကြံရိတ်ခဲ့တယ်ညထန်းကောင်ကျော်ချင်းလောက်ရောက်တော့ရုတ်တရက်အောက်ဘက်ကနေတိရွက်6တွေနင်းမိလဲအထာဖွတ်ဖွတ်ဆိုပြီးကြားလိုက်ရတယ်ရင်တထိတ်ထိတ်နဲ့အောက်ကိုငုံကြည့်လိုက်တဲ့အခါလိုက်အောင်အောင်မှရက်နေတဲ့အရန်ကိုလှပတဲ့မင်းကလုတ်ပြိုလေးတယောက်ကိုအံ့ဩဖွယ်တွေ့လိုက်ရတယ်သူမကအပေါ်ကိုမှောက်ကြည့်ပြီးတနာစလာအထမ်းလေးနဲ့အကိုညီမလေးတောမက်စီလဲသွားလို့ပါအောက်ကိုဆင်းပြီးလမ်းလေးပြပေးပါလားဟင်းလို့လှမ်းပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ရင်တွေအရန်ခုန်သွားတယ်ဒီလိုလူသူလေးပါကင်းဝေးတဲ့တောနတ်ကြီးထဲမှာဒီလောက်လှတဲ့မိန်းကလေးဘယ်လိုလုပ်ရောက်နေတာလဲဆိုတာကိုတောင်ခေါင်းထဲမှာစဉ်းစားညံမဝင်တော့ဘူးသူမရဲ့အတန်းမှာစိတ်ညှို့ခံလိုက်ရတယ်လို့ထင်သွားပြီးဘွားအန်တယ်မှမတွေးမိတော့ပဲလင်းစင်ဘောကညီအောက်ကိုဆင်းဖို့ခြေလမ်းပြင်လိုက်မိပါတော့တယ်ကျွန်တော်လင်းစင်လကိုက်ကိုစောက်ပြီးနင်းလိုက်တဲ့အချိန်မှာပဲဟေးကောင်ဖိုးလုံးမစင်းနဲ့ဆိုတဲ့ဟိန်းထွက်လာတဲ့အတန်းနဲ့အတူပကြီးပထူးလက်နိုးလာတယ်ပကြီးပထူးကအောက်ကိုလှမ်းကြည့်လိုက်တဲ့အခါစောစောကမိန်းမလှလေးရဲ့မျက်လုံးတွေဟာတွေးလိုနီရဲလာပြီးပါဇက်ထဲကနေကြောက်မက်ဖွယ်အဆွဲကြီးတွေထွက်လာတာကိုထိတ်လန့်စွာမြင်လိုက်ရတယ်ဟုတ်ပါတယ်အဲ့ဒါလူမဟုတ်ဘူးလူရောင်ဖန်ဆင်းထားတဲ့ကြက်တစိတကောင်အကောင်ဆိုးဝမကြီးကမကြီးပထူးကိုမုံတီးနာကြီးတဲ့အကြီးနဲ့ကြည့်ပြီးရုပ်တင်အကိဝပြောင်းလဲကြိုးလာလိုက်ချိန်မှာနဲ့ဒိုင်းဆိုတဲ့ကျဲလောင်းနဲ့တနက်တန်နဲ့အထူမကြီးပထူးရဲ့တနက်ပြောင်းသွားတဲ့ကောင်ကြီးမိဟုံကနေပွင့်ထွက်သွားတယ်တနက်တန်အဆုံးမှာတော့မင်းကလေးရဲ့ဆူးရှာတဲ့အော်တန်အရာတောကြီးတစ်ခုလုံးတုံဟင်းသွားစီမဲ့ကြောက်မတ်ဖွယ်ကြားဟင်းတန်ကြီးကိုကြက်သီးဖူမတန်နဲ့ကြားလိုက်ရတယ်တဖြည်းဖြည်းနဲ့အတန်ကြီးငြိမ်းကျသွားတယ်မနက်လင်းလို့ကျွန်တော်တို့နှစ်ယောက်လင်းစင်ဘောကနေအောက်ကိုဆင်းကြည့်လိုက်တဲ့အခါတစ်ပင်အောက်မှာသွေးတန်ရဲရဲတီဆုံးနေတာကမိမလှလေးမဟုတ်တော့ပါဘူးလူသားတွေကိုစားလုံးလို့ကြက်ဝင်နေတဲ့မကောင်းဆိုးဝါကြားကျက်အကောင်ကြီးဖြစ်နေပါတော့တယ်တကယ်လို့များအဲ့ဒီညကပကြီးပထူးသာအချိန်မီမနိုးလာခဲ့ရင်ကျွန်တော်တယောက်သူမရဲ့အညုတ်ခံရပြီးကြားစာဖြစ်သွားမဲ့အဖြစ်ကိုတွေးကြည့်ုံတာနဲ့အခုချိန်ဒီရင်တထိတ်ထိတ်နဲ့ကြက်သီးထားနေသေးပါပဲ